Hello everyone ဒီတစ်ခေါက်တော့ဘန်ကောက်ကစီဖူဆိုင်တွေမှာအများရန်ကျွေးတဲ့ပစုံငံပြားရီစိန်နဲ့ကျဲဥငံပြားရီစိန်လှုပ်ရှားဖြစ်ပါတယ်ကျဲဥပြုံရင်းနဲ့ငုံလေးပါရှိလို့ထည့်ပြုတ်လိုက်ပါတယ်ဘုံတစ်လုံးကဒီလောက်ရွေးရကြကနေခေါင်းပိန်နဲ့လုံးဝပါလာပါသေးတယ်ပြုတ်တဲ့အခါမှာရှာလကာရီနဲ့စားလေးနဲ့ထည့်ပြီးတော့ပြုတ်ပါမယ်3မိနစ်လောက်ပြုတ်ပြီးသွားရင်ရေခဲစိန်ထားတဲ့ရေတွေကိုထည့်ပြီးခဏထားလိုက်ပါမယ်အခွန်ခွာရတာပိုလွယ်အောင်လို့ပါနော်ငံပြားရီစိန်လို့ပြောပြီးမယ်တကယ်တော့ပဲငံပြားရီအချီပါပဲငံပြားရီအချီထည့်မယ်ပြီးွားရင်ရေလေးနဲ့ထည့်မယ်တကြားထည့်မယ်ပြီးရင်တော့မှွေလိုက်ပါမယ်အားလုံးပြီးသွားရင်အခွန်ခွာထားတဲ့ငုံဥနဲ့ကြက်ဥလေးတွေကိုထည့်ပါမယ်ဒီဆက်ဆက်ကလေးဖြစ်အောင်လို့မှွေးလဲမှွေးအောင်လို့ပေါ့နော်ငရုတ်သီးစိမ်းကိုကိုစားနိုင်တဲ့လောက်လေးထည့်ပါမယ်ငရုတ်သီးစိမ်းကအနီဖြစ်ဖြစ်အစိမ်းဖြစ်ဖြစ်ထည့်လို့ရပါတယ်အဆက်မစားနိုင်ရင်တော့ငရုတ်သီးရှော့ထည့်ဖို့အကြံပေးချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ငရုတ်သီးတွေကငပြားရည်ထဲမှာအဲ့လိုအရသာဝင်နေတဲ့အတွက်ကြောင့်မလို့ပေါ့နော်အရန်ဆက်ပါတယ်ပြီးသွားရင်ကြက်သွန်ဖြူလှီးထားတာလေးကိုဖြူလိုက်ပါမယ်အိမ်မှာလည်းသခွားသီးလှီးထားတာလေးတွေရှိလို့အခွန်ခွာထားတဲ့သခွားသီးလေးတွေကိုထည့်ပါတယ်အရန်မှွေးတဲ့အစားလို့လည်းပိုကောင်းတယ်ပေါ့နော်နှမ်းထည့်ပါမယ်ပြီးရင်တော့ဖုံးလေးအုပ်ပြီးတော့ရေခဲတက်တာထဲမှာခဏထည့်ထားလိုက်ပါမယ်ပစုံငံပြားရီစိန်လုပ်ဖို့အတွက်ပစုံကိုရေကြည်လာအောင်ဒီ3-4ထပ်လောက်စီလိုက်ပါတယ်ပစုံကိုင်တဲ့အခါမှာလည်းပစုံကိုအမိကလွဲပြီးတော့ခေါင်းနဲ့ကိုယ်လုံးတွေလက်တွေအကုန်လုံးခြေပါမယ်ပစုံကြောကုန်းမှာရှိရဲ့အညစ်ကြေးချောင်းကိုကြတော့အကောင်ပုံပြတ်မှာဆိုလို့ဓာတ်နဲ့မခွဲတော့ဘဲနဲ့ကြောကုန်းလေးကိုတခြားလေးစိတ်ပြီးတော့အသားလေးဆွဲထုတ်လိုက်ပါတယ်ပစုံရဲ့နောက်မီးလေးတွေကိုလည်းဖြတ်ထားလိုက်ပါတယ်မဖြတ်လဲရပါတယ်နော်အားလုံးတန်းစင်ပြီးသားဖြစ်သွားပါပြီပြီးသွားရင်ရှာလကာရီထည့်မယ်ရေခဲတုံးလေးနည်းနည်းလောက်ထည့်ပြီးွားရင်တေချာလေးအညှိပြအောင်လို့ပေါ့နော်10မိနစ်သို့မဟုတ်15မိနစ်ဝန်းကျင်လောက်ခဏလေးစိမ်ထားလိုက်ပါမယ်ပြီးရင်ငံပြားရီ sauce အတွက်ကတော့ခုနကကြက်ဥငံပြားရီစိမ်တယ်လို့ပဲငံပြားရီအကြည်ရဲ့တကြားရဲ့ထည့်ပါတယ်သူ့တော့ရေခဲတုံးလေးနည်းနည်းထည့်လိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ပစုံလေးစိမ်တဲ့ခါကျရင်အေးအေးလေးနဲ့ပိုပြီး fresh ဖြစ်အောင်လို့ပါမြုပ်သီးကတော့စားနိုင်တဲ့လောက်ထည့်ပါနော်ပြီးွားရင်ကြက်သွန်ဖြူထည့်မယ်ခြာလေးနှက်ဆန်အောင်မှွေပြီးွားရင်လှီးထားတဲ့ကြက်သွန်မိတ်ကလေးလည်းထည့်ပါမယ်ကြက်ဥတွေကိုလည်းကြက်သွန်မိတ်ထည့်ထားပါတယ်ဒါပေမဲ့မရိုက်လိုက်ရလို့ပါ10မိနစ်15မိနစ်လောက်စိမ်ထားတဲ့ပစုံလေးတွေကိုတစ်ကောင်ချင်းစီယူထည့်ပြီးတော့ငံပြားရီ sauce ထဲကိုစိမ်ပေးပါမယ် sauce ကနည်းနေလို့add on ထပ်ထည့်ရပါသေးတယ်ပြီးရင်တော့နှက်ဆန်အောင်လို့တေချာလေးမှွေပြီးရင်အဖုံးလေးအုပ်ပြီးရေခဲတက်တာထဲမှာထည့်ထားလို့ရပါပြီအနည်းဆုံး8နာရီကနေ10နာရီဝန်းကျင်ထားပြီးတော့စားရပါတယ်အိတ်ထပ်ပို့ထားခြင်းလည်းရတယ်ပြီးရင်တော့ထမင်းပူလေးနဲ့စားရင်ပူစားလို့ကောင်းတယ်ပစုံကလေချက်ချင်းဝယ်ချက်ချင်းစိမ်ပြီးစားရင်အရရတာရှိရရေခဲရိုက်ထားတဲ့ပစုံဆိုတိတ်ရတာမရှိဘူးပေါ့နော်အမကဒီနေ့ချက်ချင်းဝယ်ချက်ချင်းငံပြားရီစိမ်နဲ့ဟာဆိုတော့စားရတာပိုပြီးလက်လက်ဆက်တယ်ချိုးလဲချိုးတယ်ထုတ်လေးနဲ့မြည်ရပေါ့နော်စားကြပါအောင်ရှင် Thank you so much for watching မှာနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတာ